Colorful Story Star Entertainment ရဲ့ Cheer ပရိသတ်များအားလုံးပဲမင်္ဂလာပါကျမတို့ Star Entertainment ရဲ့ Colorful Story ဆိုတဲ့စီစဉ်ကနေပြန်လည်ကြိုဆိုပါရစေဒီစီစဉ်လေးကတော့ပရိသတ်များသဘောကျနှစ်သက်ကြတဲ့စီစဉ်လေးဖြစ်ပါတယ်ဒီကနေ့ကျမတို့ရဲ့ Colorful Story ဆိုတဲ့အစီအစဉ်ကနေတင်ဆက်ပေးခြင်းတဲ့ဇာတ်လမ်းလေးကတော့စာရေးသူလင်းလက်အိမ်ရေးသားထားတဲ့နောင်တဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ဒီဇာတ်လမ်းလေးကရောဘယ်လိုမျိုးဇာတ်လမ်းလေးဖြစ်မလဲဆိုတာပရိသတ်များအားလုံးကအစကနေအဆုံးထိလိုက်ပါခန်းစားနားဆင်ပေးကြပါအောင်ရှင်ဒါဆိုအားလုံးဆင်သင့်ဖြစ်ပြီဆိုရင်ကျမတို့ရဲ့ဇာတ်လမ်းလေးကိုအတူတူလိုက်ပါနားဆင်ခန်းစားလိုက်ရအောင်ရှင်ဒီအခန်းဟာမြို့ရောက်မြို့ရဲ့အမြင့်ဆုံးနေရာမှာရှိတယ်ဒီနေရာကိုရဖို့အတွက်ငါကြိုးစားခဲ့ရတာဒါပေမဲ့ဒီကနေလမ်းချီမြင်နေရတဲ့မြို့ရဲ့မီးအောင်တွေလောက်ငါရင်ထဲမှာဘာလို့မလင်းလက်နိုင်ရတာလဲငါအားလုံးကိုစွန့်ပစ်ပြီးတော့ငါ့အိမ်မက်တွေထွက်ငါထွက်လာခဲ့တာအခုငါလိုချင်တဲ့အောင်မြင်မှုငါရပြီဒါပေမဲ့အောင်မြင်မှုဆိုတာအထီးကျန်မှုနဲ့နောင်တတရားတွေပဲလာတာငါငယ်ကအဖေတို့အမေတို့ပြောတဲ့စကားကိုနားမဝင်ခဲ့တဲ့ကောင်ငါရဲ့အောင်မြင်ကြီးပွားခြင်းနဲ့စိတ်တစ်ခုတည်းနဲ့ပဲဖေဖေမမေတို့ကိုပြစ်ထားခဲ့ပြီးနိုင်ငံရဲ့ချားကိုလာယူခဲ့တဲ့ငါရဲ့အောင်မြင်မှုတွေဟာအခုတော့ငါ့ကိုအထီးကျန်နောင်တတရားတွေပဲပြန်ပေးနေပြီတားလေဘယ်တော့မလို့လဲမိဖေပြောတာနည်းနည်းလေးမှနမ်းထောင်တော့လားသားလေးရဲ့ဟာတော်ပြီမေဟာကျွန်တော်ဒီမှာဆက်နေဘာမှတိုးတက်မှာမဟုတ်ပြီးတော့တိုးတက်မှုဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်လေဒီမှာမရှိဘူးအားရလူတယောက်ရဲ့တန်ဖိုးဆိုတာပတ်စံမဟုတ်ဘူးတာရဲ့ဒီမှာဒါဘယ်လိုပြောပြကိုလျှောက်တဲ့လမ်းပေါ်မှာငါတာရိုးရိုးသားသားလျှောက်နိုင်ရပြီမဟုတ်ဘူးလားတာရဲ့ဒီသားတို့ကိုလှည့်မကြည့်ပဲရလာတဲ့ကုံတွေကိုလည်းဒီလိုမလိုချင်ပါဘူးတာရဲ့မလိုချင်ပါဘူးတော်ပါတော့ဗျာကျွန်တော်ရွေးထားတဲ့လမ်းကိုကျွန်တော်ဆက်လျှောက်ပါကျွန်တော်ဘာမှခရီးဆိုင်မှာမဟုတ်ဘူးဟယ်လိုစီစီကိုမနက်ဖြန်မြန်မာပြည်ကိုသွားခြင်းနဲ့အဲ့ဒါလေလက်မှတ်အမြန်စီစဉ်ပေးပါလားကဲ boss အခုချက်ချင်းစီစဉ်ပေးလိုက်ပါမယ်နော်တခြားရောမညာစီစဉ်ပေးဖို့လိုသေးလေရှင်ရပြီမလို့တော့ဘူးကိုမြန်မာပြည်ကိုအေးဆေးပဲသွားခြင်းနဲ့ဟုတ်ကဲ့ boss ဟ
မောင်ရင်ဘလို့ရှာလဲဒီရလူတွေက တော်တော်များဖေဖေနဲ့မေဘယ်သွားကြရလဲ အမလေးလေခန့်လေးပါလားအေးလေစနစ်တော်မှပြန်လာတော့လေမမိတာမစမ်းပါဘူးကွယ် တော်လေကျွန်တော်ဖေဖေနဲ့မေကိုတွေ့ချင်လာပြီသူတို့ကဘယ်မှာလဲကျွန်တော်ပြောပြပါ ဟွန်းမင်းထွက်သွားပြီဘာမှမကြပါဘူးခန့်လေးရဲ့မင်းဖေကအရင်ဆုံးနှလုံးရောဂါနဲ့သွားတယ်နောက်တစ်ပြည့်ကျော်ကြာတော့မင်းမေရပါလိုက်သွားတာပေါ့ကွယ်သူတို့ကမင်းဘယ်နဲ့ဆက်သွယ်လာမလဲဆိုတာကိုသူတို့ရဲ့နောက်ဆုံးထွက်သက်သည့်တိုင်အောင်စောင့်နေခဲ့တာဒါပေမဲ့မင်းကတော့ မဖြစ်နိုင်ဘူးမဖြစ်နိုင်ဘူး မင်းရဲ့မိကသူမဆုံးတဲ့အချိန်ထိမင်းနာမည်ကိုတူတူရွတ်နေခဲ့တာ ကျွန်တော်ခွင့်မလွတ်ပါနဲ့မေကျွန်တော်ခွင့်မလွတ်ပါနဲ့ဖေကျွန်တော်နောက်ကျသွားခဲ့ပြီ သူ့အိမ်မက်တွေအတွက်သူယုံကြည်ရလမ်းကိုရှောင်နေတဲ့ငါသားလေးလေးပြင်းပါစေလို့လေအမြဲစွတ်တောင်းပေးနေတတ်တာပြီလား တော်လေကျွန်တော်အိမ်ထဲကိုတော့ဖွင့်ပြီးဝင်ကြည့်လို့ရမလား အေးရပါတယ်မင်းအိမ်မဲကွယ်ခဏလေးဆောင်တော့ဒေါ်လေးတော့တာယူပေးမယ် ဘယ်ရမဆိုလွယ်လွယ်နဲ့စိုးမိုက်တတ်တဲ့ကျွန်တော်ရဲ့ချင်းတွေရရကိုစင်ချင်မဲ့ဒေါသကြီးရတွေအဖေဆုံးမစကားနဲ့မေရဲ့စကားတွေနားရဲကိုမဝင်မှုလေရင်မြချလို့ဝေးသွားတဲ့ချိန်မှာလောင်နာများ ဒါကျွန်တော်ငယ်ငယ်ကရေးဆွဲခဲ့တဲ့ပုံချမ်းတွေဖေဖေပဲမကြိုက်ဘူးဆိုဘာလို့သားမိုက်တယောက်ရဲ့အငွေအသက်တွေကိုအခုလိုသိသိထားရတာလဲဖေဖေတို့မမေတို့ပေးဆက်ခဲ့ရတာတန်ရောတန်ရလားဗျာ ဖေဖေပခုံးမောကကြည်ရတာကဘာကြီးကတေးသေးလေးပဲနော်ဒါတော့ဘယ်မှအောင်မစင်ဘူး အေးပါကွာတားရဒီအဖေပခုံးတဲ့လုံုံတဲ့နေရာဘယ်နေရာမှမရှိဘူးကွာတားနေချင်းအကြာကြီးနေပေါ့ကွာအဖေထမ်းရမှာပေါ့ဟုတ်တယ်မလား အမေချွဲလေးဖေဖေကိုကြားပခုံးမော်တိတ်ခိုင်းထားလို့ကတော့မမေကထမင်းကျွေးဘူးနော် ဟုတ်ပါဦးမေကသားလို့ဆိုအမြဲလိုလိုက်တယ် နောင်သားများနဲ့ဘဝတွေကချမ်းသာနေလို့နောင်သားများနဲ့မေငိုလဲလွတ်လို့နောင်သားများနဲ့အဝေးမှာတယောက်တည်းဖြစ်နေလို့နောင်သားများနဲ့ဖိငွေလဲလွတ်နေလို့နောင်သားများနဲ့မာရပြင်းစင်နေစေဖို့ ငါမှာအောင်မြင်မှုတွေပဲရှိတော့တယ်နှွေးထွေးလုံခြုံတဲ့မိသားစုဆိုတာပျောက်ကွယ်သွားပြီဖေပခုံးမောမှာငါနေစဉ်မြင်ခဲ့ရတဲ့မြင်ကွင်းတွေနဲ့အခုငါရဲ့တိုက်ခန်းပေါ်ကနေကြည့်ရင်မြင်နေရတဲ့မြင်ကွင်းတွေကမတူညီတော့ဘူးဟုတ်တယ်ငါရခဲ့တဲ့အောင်မြင်မှုတွေဟာအခုချိန်ငါအတွက်ဘာရောတန်ဖို့ရှိလို့လဲဖေပခုံးမောမှာနေစဉ်ငါမြင်ခဲ့ရတဲ့မြင်ကွင်းတွေဟာငါရင်ထဲမှာပြန်တွေးကြည့်ရင်အခုထိလင်းလန့်နေစေပဲဒါပေမဲ့ဒီတိုက်ခန်းဘဝမြင်ကွင်းတွေဟာငါတို့နှွေးထွေးကျင်နာမှုမရှိအမောင်တေးကြပြီးလင်းလန့်မှုတွေကိုပျောက်ကွယ်စေတယ် ဒေါသကြီးရတွေအဖေဆုံးမစကားနဲ့မေရဲ့စကားတွေနားရဲကိုမဝင်မှုလေရင်မြေချလို့တန်တာရင်ချေကွယ်အိမ်ပြန်ခြင်းမေးမဲမဖြစ်နိုင်နဲ့
နောင်တများနဲ့ဝေးမတယောက်သေးချိတ်ခါငိုနောင်တများနဲ့ဘဝတွေကလဲလဲလို့ပြောနောင်တများနဲ့ဘဝတွေကချမ်းတန်နေလို့နောင်တများနဲ့မေငိုလဲလွမ်းလို့နောင်တများနဲ့ဝေးမတယောက်သေး ကျွန်တော်အိမ်ကိုပြန်ခဲ့ပါတယ်ဖေဖေနဲ့မမေဒါပေမဲ့ကျွန်တော်ရဲ့အိမ်ပြန်ချိန်တွေအားလုံးကနောက်ကျသွားခဲ့ပြီအခုကျွန်တော်ရဲ့အိမ်ပြန်ချိန်တွေအားလုံးကနောင်တတရားတွေပဲရှိတော့တယ်တောက်ခွင့်လို့ကြပါဖေဖေနဲ့မမေ ငယ်ရစဉ်ဖြူစင်ကဲတော့ကလေးလေးရဲ့ဘဝကိုလိုချင်တဲ့တစ်ခါပြန်လဲဖို့ခွဲတရားတွေရင်မရှုံးထွေးခွန်အားတည်တူရဖို့ပြန်ရင်နဲ့မေးရဲ့အိမ်လေးကိုနာမည်နဲ့ဝေးမပြောင်းတဲ့ချိတ်ကငိုနောင်နာမည်နဲ့ဘဝတွေကလဲလဲလို့ပြောနောင်နာမည်နဲ့ ပရိသတ်တို့ရေနောင်တဆိုတဲ့ဇလန်းလေးကိုနားဆင်ပြီးပရိသတ်တို့ရဲ့ရင်ထဲမှာခန်းစားမှုတစ်စုံတရာရသွားမယ်လို့ထင်ပါတယ်ဒီဇလန်းလေးတွေကကိုခန့်လိုပဲပရိသတ်တို့လည်းနောင်တတွေတပွေးတပွိုက်ကြီးနဲ့ကြန့်ရှိနေတဲ့ဘဝရဲ့အခြေအနေကိုမဖြတ်သိမ်းရဖို့အတွက်ခုကတည်းကသိဝင်ဖို့လိုအပ်ပါတယ်ကိုနားမှာရှိတဲ့မိဘနဲ့မိတ်ဆွေတငယ်ချင်းတွေကိုတမိုးထားတတ်ဖို့လည်းလိုအပ်ပါတယ်ဒီဇလန်းလေးတွေကကိုခန့်လို့ပရိသတ်တို့အားလုံးပဲနောင်တတွေမရှိပဲဘဝကိုပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းနိုင်ကြပါစေလို့ဆန္ဒပြုလိုက်ပါတယ်ရှင်ဒီဇလန်းလေးမှာပါဝင်တဲ့သူများကတော့ကိုခန့်ဖြစ် YBO ကိုခန့်ရင်မိဘနှစ်ပါးအဖြစ်ဇမင်းထန်းနဲ့ AGV စီစီအဖြစ်ငယ်သွေးအိမ်အတော်ကြီးဖြစ်ခင်မြမြတ်ကျော်တို့မှာပါဝင်တယောက်ဆောင်ထားကြပြီးအတန်တီးဖြန့်မှုဆိုင်ရာကိုတာဝန်ယူပေးထားတာကတော့ကိုအောင်ထက်နိုင်ဖြစ်ပါတယ်ဒီဇလန်းလေးကိုအစမအဆုံးထိလိုက်ပါနာဆင်ပေးကြတဲ့ပြည်သက်တအုပ်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်နောက်တစ်ဆက်ပေးမယ်ဇလန်းလေးတွေကိုလည်းစောင့်မျှော်နာဆင်အားပေးကြပါအောင်လို့ပြောကြရင်းနဲ့ဒီ Colorful Life Story ဆိုတဲ့အစီအစဉ်လေးကနေပြည်သက်တို့အားလုံးကိုနှုတ်ဆက်လိုက်ရပါတယ်ရှင်